တကြံစာလေးကိုမလုံစားတတ်ဘူးဆိုရင်တောင်အိမ်မှာပဲအလွယ်ကူဆုံးနည်းနဲ့ပကံလုံးစီးပြီးတော့လှုပ်စားလို့ရမယ့်စပစ်သီးကြောက်ကြောလုံနီးကိုပြပြပေးပါမယ်။အေးအေးတုံတုံလေးနဲ့စားလို့ကောင်းစေမယ့်အပြင်လောက်ရလဲလွယ်ကူအားကြောင့်အခုပဲလိုက်မှတ်ထားလို့ရပါပြီရှင်။အရင်ဆုံးအလုံးကြီးကြီးစပစ်ခိုင်တွေကိုယူအပေါ်မှာအယောင်ဆောင်ပြီးမဲနေတဲ့စပစ်ခွန်တွေကိုတစ်လုံးချင်းစီစိတ်ရှည်လက်ရှည်ခွာပြီးတော့အခွန်တွေကိုတသက်ဖယ်ထားပေးရပါမယ်။အသေးတွေရလာပြီဆိုရင်တော့ခုနကဖယ်ထားတဲ့အခွန်တွေကိုအိုးတစ်ခုတည်းထည့်ပြီးတော့တေချာကြိုးချက်ပေးပါမယ်။ကြာကြာကြိုးနိုင်လေးအယောင်လှလေမို့လှလှပပနဲ့တင်းတင်းတဲတဲလေးထွက်လာဖို့ဆိုရင်တော့တင်းရဲ့စိတ်ရှည်မှုကလည်းအရေးကြီးနေပါရဲ့နော်။ပြီးရင်တော့ချိုလေးဖြစ်နေအောင်တကြားထည့်ကြိုပြီးတော့စပစ်ခွန်တွေကိုတသက်ဖယ်ထားပေးလိုက်လို့ရပါပြီ။ပြီးရင်တော့ခဲခဲလေးရလာအောင်ကြောက်ကြောမုံကိုတကြားနဲ့စားတူရောထည့်ပြီးတော့စပစ်သေးတွေကရောကြိုပေးလိုက်လို့ရပါပြီ။အချိန်ကြာကြီးကြိုတာမျိုးမဟုတ်ပဲအပုံလေးတွေရေထဲပျော်ပြီးဆိုတာနဲ့ပကံတစ်ခုတည်းကိုယူပြီးတော့အေးခံထားပေးလို့ရပါပြီရှင်။ဒါဆိုရင်တော့ရေခဲတက်တာအေးကန်လေးထည့်ပြီးပျော်ပျော်ပပစားလို့ရမယ်အချိုပွဲလေးတစ်ခုရလာပြီမို့အချိုကြိုက်တဲ့မမတွေလှူစားကြည့်ပါအောင်နော်။